အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကိုက online ပေါ်မှာဗီဒီယိုလုပ်နေတဲ့သူ content creator တွေကိုကိုကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာအကြံပေးချင်တာနှစ်ခုရှိပါတယ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ brand ကိုမမိအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုကဘာတွေတက်ထားလဲဘာတွေတီးထားလဲအဲ့ဒါကိုက online ပေါ်မှာဒီ design မဲ့အချိန်တိုင်းပုံမှန်ကျွန်တော်ကတင်ပေးလို့ရှိရင်တော့ကိုယ့်ရဲ့ brand ကိုဒါအလွယ်ဆုံးနဲ့တိဆောက်တာဖြစ်ပါတယ်ကိုကဒီဖုန်းနဲ့ပတ်သက်တဲ့ဟာတွေကို accessibility ကိုကျွန်တော်ကတီးထားတယ်ဆိုလို့ရှိရင်ဒီဖုန်းနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ပြောပေးတယ်ဆိုလို့ရှိရင်ကိုသူကဖုန်းနဲ့ပတ်သက်တဲ့ဟာတွေတီးတယ်ဆိုတဲ့ဟာကိုမှတ်မိမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ online ပေါ်မှာကိုကဒီတခုလုပ်ပြတာတွေဖြစ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင် AI နဲ့ပတ်သက်တဲ့ဟာတွေကိုကိုကတင်ပြတယ်ဆိုလို့ရှိရင်ကိုဒီနည်းပြန်နဲ့သူကတက်တယ်ဆိုတဲ့ဟာကိုမှတ်မိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကဒီကိုလေးလာတဲ့ကိုဟာကိုတီးသမျှအရာတွေကိုချပြလို့ရှိရင်ကိုရဲ့ brand အနေနဲ့ကျွန်တော်ကအကြံဖြစ်တီးလို့ရတယ်ပေါ့ဒါပေမဲ့တီးထားရမှာကကျွန်တော်ကကိုဖန်တီးလိုက်တဲ့ဗီဒီယိုကလူတွေအတွက်အခုကိုရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေအတွက်အကျိုးသစုံတရာရဖို့တော့လိုတယ်ပေါ့နော်အကျိုးကဒီအကျိုးကျေးဇူးတွေမရဘူးဆိုလို့ရှိရင်တော့ဒါအလကားဖြစ်တယ်ပေါ့ကိုဖန်တီးထားတဲ့လူတွေဘယ်လောက်ပဲ view တွေများနောက်ပိုင်းဆိုလို့ရှိရင်ကြားသွားနိုင်တယ်ဒါကဘာလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ quality ပေါ့နော်ကိုယ့်ရဲ့ quality ကကြားသွားနိုင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အကျိုးမရှိဘူးပေါ့နော်ကိုယ့်ရဲ့ဖန်တီးတာဗီဒီယိုကဖန်တီးတယ်ဒါပေမဲ့လူတွေအတွက်ကြည့်ရှုတဲ့သူတွေအတွက်အကျိုးမရှိဘူးအကျိုးမရဘူးပေါ့နော်ဘာတစ်ခုမှပြန်ပြီးမှအသုံးချလို့မရတဲ့ဟာတွေပေါ့ဒါအပျော်သဘောနဲ့ကြည့်တယ်ဆိုလို့ရှိရင်ဒါတစ်ခုပေါ့လေအဲ့ဒါတစ်ခုပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ဒီအခုနောက်ပိုင်းဒီ AI ကိုအရင်ပေါ်လာတဲ့ခါမှာဒီ AI နဲ့ဖန်တီးတဲ့တည်တံ့ဗီဒီယိုတွေကိုလည်းကျွန်တော် YouTube ကတော့တိတ်လက်မခံတော့ဘူးပေါ့နော်အဲ့ဒါတစ်ခုရှိတယ်မယုံရင်ဒီ YouTube မှာကြည့်ပါဒီ AI နဲ့ဖန်တီးထားတဲ့ဗီဒီယို 100% အကုန်လုံးက YouTube ပေါ်မှာတင်တာမရှိပါဘူးနော်ပေါ့နော်ရှိတယ်ဆိုရင်တော့မှအဲ့ဒီ YouTube channel ကတိတ်မအောင်မြင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေကစိတ်ဝင်စားမှုမရှိတော့ဘူးဥမာ AI ကိုဖန်တီးခိုင်းတဲ့ဗီဒီယိုတွေကဒီဖန်တီးခိုင်းတဲ့လူတွေရဲ့ဒီ owner ရဲ့ဒီစိတ်ကူးရင်တွေကအကုန်လုံးပေါ်လွင်တယ်တဲ့ဟုတ်တယ်မလားဥမာကျွန်တော်အခုလက်ရှိမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်ကိုကဒီစကလုံးတွေထည့်ပြီးမှ AI ကိုပြောခိုင်းတာတွေရှိတယ်မလားအဲ့ဒါတွေကကြည့်လေအဲ့ဒီ AI ရဲ့ပြောတဲ့ AI ကိုပဲဖန်တီးတာဒါပေမဲ့ဒီ AI ပြောတော့တဲ့စကလုံးတွေကကောင်းလားမကောင်းဘူးဒီ AI ကိုဖန်တီးတဲ့လူရဲ့အတွေးခေါ်ကကောင်းလားမကောင်းဘူးလို့ဆိုတော့ကျွန်တော်တန်းသိတယ်ကြားလာလို့ရှိရင်အဲ့ဒီ content တွေကိုလူတော့စိတ်ဝင်စားတော့ဘူးဘာကြောင့်လဲကိုကရုပ်ပဲမပြချင်တာဒါပေမဲ့ကိုယ့်ရဲ့အတွေးခေါ်မကောင်းဘူးလားကောင်းလားဆိုတာဒီ AI ကိုယ့်ရဲ့ဖန်တီးခိုင်းတဲ့ဒီ content ပေါ်မှာပေါ်လွင်နေတယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီ AI ကိုဖန်တီးခိုင်းတဲ့ဒီ video တွေ content တွေကတော့အကုန်လုံး 100% YouTube ပေါ်မှာတင်လို့မရဘူးဥမာအထူးသဖြင့်ဒီ audio ပေါ့ AI နဲ့လုပ်ထားတဲ့ audio တွေအဲ့လိုမျိုးဆိုလို့ရှိရင်engagement ခဏတော့ပဲတက်မှာနော်ကြားလို့ရှိရင်တော့ဒါကြားလို့ရှိရင်အဲ့ဒီ content တွေကဒီ quality ကျတယ်အဲ့ဒါကိုကျွန်တော်သတိထားလို့ရတယ်ပေါ့အဲ့ဒါကိုကျွန်တော်ကဒီနှစ်ခုကိုမိတ်ဆွေတို့ကိုအတိပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့ video original ကိုယ်ဖန်တီးတဲ့ video မဖြစ်အောင်ကျွန်တော်ကဖန်တီးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ brand ကိုလူတွေသိအောင်မှတ်မိအောင်ပေါ့နော်ကြည့်လိုက်တာနဲ့သူကဘယ်လိုလူစားမျိုးဆိုတော့ကိုတန်းသိအောင်ပေါ့အဲ့လိုမျိုးဖြစ်ဖို့ကျွန်တော်တို့လိုအပ်တယ်ဆိုတာကိုကျွန်တော်ကဒီမှာပြောပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ